တချို့နေရာတွေကသူ့ရဲ့ပတ်ဝန်းကျင်ကြောင့်တည်းမဟုတ်ပဲသူ့ရဲ့သမိုင်းကြောင်းနဲ့အတွေးအခေါ်တွေကြောင့်ပါကမ္ဘာကျော်တာမျိုးရှိပါတယ်စကော့တလန်က New Lannet ဆိုတဲ့ရွာငယ်လေးဟာလည်းအဲ့ဒီလိုမျိုးပါပဲဒီရွာလေးဟာတစ်ချိန်ကစက်မှုတော်လှန်ရေးကိုလူသားဆန်တဲ့မျက်နှာစာတစ်ခုပေးခဲ့ပါတယ်18ရာစုနှောင်းပိုင်းမှာစတင်တည်ထောင်ခဲ့တဲ့ဒီရွာလေးမှာစိတ်ကူးရင်အယူအဆသမား Robert Owen ဆိုသူက19ရာစုအစောပိုင်းမှာလာရောက်ပြီးစက်မှုလုပ်ငန်းအတိုင်းဝိုင်းတစ်ခုကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီရွာလေးဟာသူ့ရဲ့လူသားဆန်တဲ့စိတ်ဓာတ်တွေအတွေးအခေါ်တွေအသက်ဝင်လာခဲ့တဲ့နေရာပေါ့။ Owen ရဲ့စိတ်ကူးတွေကဒီရွာလေးကိုဘယ်လိုပုံစံပြောင်းလဲခဲ့တာလဲ။ Owen ဟာဒီမှာစက်မှုလုပ်ငန်းရှင်တွေအတွက်စံပြပတ်ဝန်းကျင်တစ်ခုဖန်တီးခဲ့ပါတယ်။သူကစက်ရုံတွေမှာလူမှုရေးကောင်းမွန်အောင်ထူထောင်ခဲ့ပြီးရာဇဝတ်မှုဆင်းရဲမွေးတေမှုဆင်းရဲဒုက္ခတွေကင်းမဲ့တဲ့လူအဖွဲ့အစည်းတစ်ခုကိုဖော်ဆောင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ Owen ရဲ့ဒီလိုကြိုးပမ်းမှုတွေကြောင့်New Lannetဟာအလွန်တိုးတက်ခဲ့တာပေါ့။ဒီရွာလေးမှာခန့်ညားထည်ဝါတဲ့ချီစက်ရုံအဆောက်အုံတွေကျယ်ဝန်းပြီးကောင်းမွန်စွာဆောက်လုပ်ထားတဲ့အလုပ်သမားအိမ်ယာတွေရှိခဲ့ပါတယ်။ဂုံတိတ်ခါရှိတဲ့ပညာရေးအဖွဲ့အစည်းနဲ့ကျောင်းတွေဟာလည်းOwenရဲ့လူသားဆန်တဲ့စိတ်ဓာတ်ကိုဒီနေ့အထိသက်သေပြနေတော့မှာပဲ။ဒီအဆောက်အုံတွေဟာအချိန်ရဲ့တန်ကိုဘလို့ခံနိုင်ရရှိနေခဲ့တာလဲ။ဒီရွာလေးဟာဒနဥစ္စာဖန်တီးတာဟာထုတ်လုပ်သူတွေကိုနှိမ့်ချစေစရာမလိုဘူးဆိုတဲ့အချက်ကိုထူးခြားစွာသတိပေးနေပါတယ်။ဒါဟာစက်မှုလုပ်ငန်းခေတ်ရဲ့စိန်ခေါ်မှုတွေကိုယဉ်ကျေးမှုအရာတုံ့ပြန်ခဲ့ခြင်းဖြစ်ပြီးကမ္ဘာတဝင်းကလူသားတွေရဲ့ဘဝကိုတိုးတက်အောင်လှုပ်ဆောင်ဖို့အတွေးအခေါ်တွေအတွက်စမ်းတက်ရာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့အတွေးအခေါ်တွေဘလို့အထိတက်ရောက်မှုရှိခဲ့ပါသလဲ။ New Lannet ရဲ့သဘောတဘာဝနဲ့အပြင်စင်ဟာတခြားစိတ်ကောင်းဝင်တဲ့စက်မှုလုပ်ငန်းရှင်တွေကိုသူ့ရဲ့နမူနာကိုလိုက်နာဖို့လှုံ့ဆော်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုဟာဥယျာဉ်မြို့တော် Garden City အယူအဆကိုဖန်တီးဖို့အတွက်Ebenezer Howard ရဲ့လုပ်ငန်းတွေအတွက်အခြေခံအုတ်မြစ်ကိုချပေးခဲ့တာဖြစ်ပါတယ်။ Owen ရဲ့ဆိုရှယ်စနစ်တွေကသူတို့ခေတ်မှာဘာကြောင့်ဒီလောက်ထူးခြားခဲ့တာလဲ။ Owen ဖော်ထုတ်ခဲ့တဲ့လူမှုရေးနဲ့စီးပွားရေးစနစ်တွေဟာသူ့ခေတ်အခါတုန်းကအစွန်းရောက်တယ်လို့သတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အခုခေတ်သစ်လူအဖွဲ့အစည်းမှာတော့အများအားဖြင့်လက်ခံထားတဲ့အရာတွေဖြစ်နေပါပြီ။ New Lannet ရဲ့ကြံရှိနေသေးတဲ့အဆောက်အအုံတွေကဒီလိုနှစ်ပေါင်းများစွာဘလို့ခံနိုင်ရရှိခဲ့တာလဲ။ဒီနေရာရဲ့ထူးခြားတဲ့ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကိုအပြည့်အဝဖော်ပြနိုင်ဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေအားလုံးကိုထိမ့်သိမ်းထားပါတယ်။ရွာရဲ့အဆောက်အဦတွေဟာ Robert Owen ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိခဲ့တဲ့1900ရာစုအစောပိုင်းကာလကအတိုင်းနီးပါးတူညီနေသေးပါပဲ။ဒီလိုသမိုင်းဝင်တန်ဖိုးတွေကိုအနာဂတ်အတွက်ဘယ်သူတွေကထိမ့်သိမ်းပေးနေတာလဲ။ New Lannet ကမ္ဘာအမွေနှစ်နေရာရဲ့စီမံခန့်ခွဲမှုကိုအဓိကလှုပ်ဖော်ကိုင်ဖက်3ဦးကတာဝန်ယူထားပါတယ်။သူတို့ကတော့တောင်ပိုင်းလန်နာရှာယာကောင်စီသမိုင်းဝင် Scotland နဲ့ New Lannet Foundation တို့ဖြစ်ပါတယ်။ New Lannet ဟာလူသားဆန်တဲ့စက်မှုလုပ်ငန်းရဲ့အားသာချက်တွေကိုပြသနေတဲ့သမိုင်းဝင်သင်ခန်းစာတစ်ခုပါ။ဒီလိုမျိုးလူပောင်အတွက်အကျိုးပြုခဲ့တဲ့တခြားသောစံပြပုံစံတွေကိုလည်းကျွန်တော်တို့နောက်အစီအစဉ်တွေမှာဆက်လက်ပြောပြသွားအောင်မှာဖြစ်ပါတယ်